အဲ့တော့ကျမ line ပေါ်မှာလေအမျိုးသမီးတယောက်အကုန်လုံးလည်းတွေ့မယ်နဲ့တူတယ်သူဘာသာရေးနဲ့တက်ဆိုင်တဲ့ဟာလေးတွေကိုသူကလေနည်းနည်းလေးပေါ့ပြောဆိုနေတာလေးတွေရှိတယ်နော်ဆိုတော့ကျမဗီဒီယိုဖိုင်လေးတွေကိုကြည့်လာတာလဲကြာပြီသူ့ကိုပြန်ပြီးတော့မှတုံ့ပြန်ကြပြီသူဆဲကိုဆဲနေနေပေါ့လေဆဲနေကြပြောနေကြတာလေးတွေ့လာတာလေးကြာပြီမနေ့ကကျတော့ကျမဘာဗီဒီယိုဖိုင်လေးသွားကြည့်မိလဲဆိုတော့ तू ကဘာပြောလဲဆိုတော့ရုပ်တရက်ကြည့်လိုက်လို့ရှိရင်တော့လေအတွေးတိမ်တိမ်နဲ့ညံတိမ်တိမ်နဲ့နားထောင်လိုက်လို့ကြည့်လိုက်တယ်ဆိုရင်တော့ခုနလိုပေါ့အသိပညာဘာသာရေးနဲ့ပတ်သက်တဲ့အသိအားနောက်တစ်ခါပေါ့အကုန်လုံးစင်ကျင်တွေးခေါ်နိုင်မှုအားနည်းတဲ့သူတွေအတွက်ကတော့ဟုတ်တယ်လို့ထင်ရစေတဲ့ဟာမျိုးရှိတယ်သူ့စကားလုံးကလူဘိန်းကြိုက်ပေါ့လေနော်လူဘိန်းကြိုက်ပေါ့ဒါပေမဲ့ကျမတို့တွေညံနဲ့ရှင်ပြီးတွေးလိုက်လို့ရှိရင်ဒါအဖြေမဟုတ်ဘူးသူပြောတာတွေမဟုတ်ဘူးပေါ့နော်ဆိုတော့မနေ့တုန်းကကျမဘာဗီဒီယိုဖိုင်လေးတစ်ခုတွေ့လိုက်လဲဆိုတော့ तू ကဘာပြောလဲဆိုတော့အမလေးတဲ့ငါ့ကိုတဲ့ငါကတဲ့ဒီလိုမျိုးတွေကိုဝေဖန်လို့တဲ့ဒီလိုမျိုးတွေကိုပြောလို့တဲ့ငါ့ကိုတဲ့အမလေးဟိုဘာဖြစ်မယ်ညာဖြစ်မယ်လို့ပြောနေတဲ့သူတွေပေါ့အမေလာတော့ချင်းချောက်လိုက်သေးတယ်ပေါ့ပေါ့နော်ဟိုဒီလိုမျိုးစော်ကားတဲ့အဖြစ်ကြောင့်မလို့ဘာဖြစ်မယ်မြေမျိုးမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဘလို့ပေါ့ဘာညာပေါ့စသဖြင့်တစ်ဖက်ကလည်းပြန်ပြောတဲ့စကားတွေရှိမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးပြောတဲ့ဟာတွေကိုတဲ့မလေးတဲ့ပြောချင်ပါသေးတယ်တဲ့နင်တို့ကတဲ့တခုခုပြောလို့ရှိရင်လည်းလာပြီးတော့မှတဲ့ချင်းချောက်တယ်တဲ့နော်ဒါဆိုလို့ရှိရင်လည်းအခုတဲ့စကိုင်းမာတို့တဲ့မန္တလေးမာလို့တဲ့ငလင်ဖြစ်သွားလို့တဲ့တည်သွားတဲ့သူတွေပေါ့တိုက်ပြီးသွားတဲ့သူတွေပေါ့မြေကြီးတဲ့ကိုဝင်သွားတဲ့သူတွေပေါ့စုတွေလူတွေကတဲ့မကောင်းတာလုပ်ထားတဲ့သူတွေလားတဲ့ငယ်ဒီလိုလေးပြောတယ်ဒါမှတဲ့မစိုးရင်တိုက်တစ်ကတဲ့မာတန်ဃာတွေပေါ့လေအကုန်လုံးတိုက်ပြီးသွားတယ်မြေကြီးတဲ့ကိုဝင်သွားတယ်အဲ့ဒါမြေမျိုးတာပဲလေတဲ့ဒါဆိုရင်လည်းသူတို့တွေကတဲ့မကောင်းတာလုပ်ထားလို့မလို့တဲ့မြေမျိုးတာလားတဲ့ပြော့ဖြည့်တဲ့ဖြည့်စမ်းတယ်သူကဒီလိုလေးပြောတယ်ဆိုတဲ့ခါကျတော့ဟာတချို့ထောက်ခံတဲ့သူတွေရောဘလို့တွေရောညာလို့တွေရောပေါ့လေစသဖြင့်ဒီလိုလေးတွေရှိတော့ကျမကလည်းမပြောဘူးလို့နေတာပဲဒါပေမဲ့ကျမနည်းနည်းလေးဝင်ပြောချင်ပြီဘာဖြစ်လို့လဲဆိုတော့ဘာသာရေးနဲ့သက်ဆိုင်တဲ့ကိစ္စနောက်တစ်ခါသူပြောတာကတကယ်ကိုဘာသာရေးအားနေတဲ့သူတွေအဖို့မှာတော့ဟင်းဟုတ်တာပဲလို့ဒီလိုမျိုးလေးတွေးစရာလေးဖြစ်တယ်เนาะဆိုတော့ဗုဒ္ဓဘာသာမှန်တယ်ဆိုရင်တော့ဒါလေးတေတေချာချာနားထောင်ကျမတို့ဗုဒ္ဓဘာသာဟာကံရဲ့အကျိုးရှိတယ်အဖန်905ကဘာဆိုတာလည်းရှိတယ်တန်တရားအဆက်မြတ်စွာဘုရားတော်မှာ၄တင်ချိန်နဲ့ကဘာသိန်းဆိုပြီးတော့မှပါရမီဖြည့်ခြင်းခဲ့ရတယ်ဆိုတာတွေရှိတယ်เนาะအဲ့တော့ကျမတို့တွေကြုံကြိုက်နေရတဲ့ဆိုတဲ့အရာတွေဟာဒီဘဝမှာပြုတဲ့အကြောင်းအရာတွေကိုပဲကျမတို့ကခံစားရတာစံစားရတာမဟုတ်ဘူးဘဝအဆက်တန်တရားအဆက်မှာကျမတို့ကနိဗ္ဗာန်ကိုမရောက်မချင်းကျမတို့တန်တရားမှာကျင်လည်နေတဲ့တလျှောက်ပတ်လုံးကျမတို့တွေအကြောင်းသင်လာလို့ရှိရင်အဲ့ဒီကံကြွေးတွေကိုပြန်ပြီးဆက်ရတယ်အကြောင်းသင်လာလို့ရှိရင်အဲ့ဒီရဲ့ကုသိုလ်ကံအကြောင်းရဲ့အကျိုးကျေးဇူးတွေကိုခံစားဆန်စားရတယ်ဒီဘဝမှာပြုတဲ့ဒါဆိုရင်ခုနကသူတွေကမကောင်းတာတွေလုပ်ထားလို့ခုနကဘုန်းကြီးတွေကမကောင်းတာလုပ်လို့ဘုန်းကြီးတွေကတိုက်ပြီးတာလားမြေမျိုးတာလားအစသဖြင့်ဒီလိုပြောစရာရှိရဲဆိုရင်ဘဝအဆက်တန်တရားအဆက်မှာပြုခဲ့ဘူးတဲ့ကောင်းမှုမကောင်းမှုကံတွေဟာအကျိုးပေးတဲ့ဘဝအချိန်ကိုရောက်လို့ရှိရင်ပြန်ပြီးတော့မှအကျိုးပေးခြင်းဖြစ်တယ်ဒါဗုဒ္ဓဘာသာဝင်တိုင်းလက်ခံယုံကြည်ထားတဲ့အရာဒါကြောင့်မလို့မြတ်စွာဘုရားဟာ၄တင်ခြင်းနဲ့ကဘာသိန်းပါရမီဖြည့်ခြင်းခဲ့ပြီးတော့မှဒါတပ်ပိညုတာဉာဏ်တော်ကိုရရှိခဲ့တယ်ဆိုတာတွေကိုလည်းအထင်အရှားဇတ်တော်တွေမှာအထင်အရှားရှိတယ်တရားတော်တွေမှာအထင်အရှားရှိတယ်အဲ့ဒီမှာမှမြတ်စွာဘုရားရဲ့လက်ဝဲရန်လက်ရရန်အခတာဝကကြီးနှစ်ပါးထဲမှာရှင်မဟာမောက္ကလန်ဆိုတဲ့ဟာကိုတော့ဗုဒ္ဓဘာသာဝင်တိုင်းသိကြမယ်လို့ကျွန်မကမျှော်လင့်ပါတယ်เนาะအဲ့တော့ရှင်မဟာမောက္ကလန်ကအဲ့တော့ရှင်မောက္ကလန်ကိုတော်ကြီးဟာသူကပြိဋိနိဗ္ဗာန်ပြုမယ်ဆိုတဲ့အချိန်မှာသူပြိဋိနိဗ္ဗာန်ပြုလို့မရဘူးပြိဋိနိဗ္ဗာန်ပြုပြီးတော့မှ तू ကနိဗ္ဗာန်ကိုသွားဖို့နိဗ္ဗာန်ကိုဖြစ်ဖို့အတွက်ကိုပြိဋိနိဗ္ဗာန်ဝင်စားတဲ့အချိန်မှာ तू ပြိဋိနိဗ္ဗာန်အချိန်စူးစမ်းပေမဲ့ तू မရဘူးဘာဖြစ်လို့လဲဆိုတော့ဘဝတော်တစ်ခုမှာနုစဉ်ကာလကဘဝတစ်ခုမှာ तू ဟာမယားရဲ့မိန်းမရဲ့စကားကိုယုံပြီးတော့မှမိခင်ဖခင်နှစ်ပါးကိုတောလေးကိုညာခေါ်သွားပြီးတော့မှတခိုးဓမြဟန်ဆောင်ပြီးတော့မှရိုက်နှက်ခဲ့ဘူးတဲ့အကုသိုလ်ကံအကျွေးကြမ်းနေတယ်အဲ့ဒီကံကြွေးကြမ်းနေတယ်နော်ဒါပေမဲ့ तू ဟာတေလောက်အောင်တေတဲ့အထိ तू ဟာရိုက်လိုက်တာမျိုးတော့မဟုတ်ဘူးရိုက်ပြီးတော့မှဟာမိခင်ဖခင်တွေကလေतू ကတခိုးဓမြဟန်ပြောဟန်ဆောင်ပြီးရိုက်တဲ့ခါကျတော့ဟာအမေအဖေကလေသူတို့အသားကိုနာပြီးတော့မှအရိုက်ခံနေရတာသူတို့သားလေးကိုပူပန်နေအော်ငါသားလေးကိုဆိုပြီးတော့မှပူပန်နေမျက်မမြင်အမေနဲ့အဖေဟာပူပန်တဲ့ဟာကို तू ကလေတီးပြီးတော့မှ तू ကနောင်နှိုင်းရပြီးတော့မှအမေဖေကိုပြန်ခေါ်ပြီးတော့မှ तू အိမ်ကိုပြန်ခေါ်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီကံကြွေးဟာနော်တကယ်ကိုနိဗ္ဗာန်ကိုဝင်မဲ့
မြတ်စွာဘုရားရဲ့ဒီအခါတောင်ကာကြီးမှာတော့မှပဲအဲ့ဒီကံကြွေးမဆက်မချင်းပြိဋိဘံပြုတ်လို့မရဘဲနဲ့တခိုးဓမြတွေရဲ့အယိုးကိုအမုံဖြစ်အောင်ရိုက်ချင်းကိုခံပြီးတော့မှကံကြွေးကိုဆက်သွားရတယ်ဒါဆိုရင်ရှင်မဟာမောက်ကလန်ဖြစ်နေတဲ့ဘဝမှာရှိသလားအာကုသို့ရှိသလားဒီအမျိုးသမီးပြောတဲ့စကားအရာဆိုရင်ခုနကလူတွေသူတို့ဟာဒီဘဝရဲ့အာကုသို့ကြောင့်မဲဖြစ်တာမဟုတ်ဘူးကျမတို့တွေဟာတန်တရားကနေမလွတ်ကင်းမချင်းကျမတို့တန်တရားအဆက်ဆက်ဘဝအဆက်ဆက်မှာကျမတို့ကောင်းနေတာတွေလည်းရှိမယ်မကောင်းနေတာတွေလည်းရှိမယ်ကုသိုလ်ကံတွေလည်းရှိမယ်အာကုသိုလ်ကံတွေလည်းရှိမယ်ဒါတွေဟာကျမတို့တွေကဘဝတစ်ခုမဟုတ်တစ်ခုမှာအဲ့ဒါတွေကိုပြန်ပြီးတော့မှပေးဆက်ရတယ်ဒါကြောင့်မလို့ဒီဘဝမှာမကောင်းမှုပြုလို့မကောင်းတာခံရတာမျိုးမဟုတ်ဘဲနဲ့ဘဝအဆက်ဆက်တန်တရားအဆက်ဆက်ဘဝသောတစ်ခုသောဘဝတွေမှာဘာတွေရှိခဲ့တဲ့အကုသိုလ်ကံကြွေးတွေရှိကောင်းရှိနိုင်တယ်ဒီလိုလေးဖြစ်တယ်နော်ဒါကြောင့်မလို့ခုနကလိုပေါ့ကိုကတော့ဘာသာရေးနဲ့သက်ဆိုင်တာကိုပြောလိုက်တာပဲဘာသာရေးအတိနုံနဲ့နေတာပေါ်လွင်စေတယ်ဒီဘဝမှာဖြစ်လို့ဖြစ်တာမဟုတ်ဒါကြောင့်မလို့ကျမတို့တွေကပြောတယ်လေနော်အဟောင်းစားတယ်အခုဘဝမှာတော့အာကုသိုလ်တွေနဲ့လှုပ်တယ်ဟာအာကုသိုလ်အကျိုးပေးတယ်အာကုသိုလ်ကံတွေနဲ့လှုပ်တယ်ဟာဒါပေမဲ့သူတို့လေအယမ်းအဆင်ပြေနေတယ်အယမ်းကြီးပွားတယ်အယမ်းချမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့ဘဝတော့ကကောင်းခဲ့တဲ့ကုသိုလ်ကံတွေကြံနေသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဟောင်းစားတယ်လို့ခေါ်တယ်ဒါကြောင့်ကျမပုံမြင်လေးတစ်ပုံပြောပြခဲ့ဘူးတဲ့ရွာတီရွာမှာငမူးရဲ့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့သူရဲ့2ယောက်ရှိတယ်တရက်သားကြတဲ့ခါကျတော့ငမူးကလေမူးလိုက်တာမှသူကမူးတာဘာကောင်းမှုတစ်ခုမှလည်းသူကမလုပ်ခဲ့ဘူးနော်ဟာဆိုးသွမ်းမိုင်းရိုင်းသူများသားသမီးကိုစော်ကမိဘလည်းမသိတတ်ဒီလိုကောင်မျိုးနော်အဲ့တော့တနေ့တော့မှသူကလေဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဟာမူးယူပြီးတော့မှသူရှောက်လာရင်းနဲ့ဟာဟိုမှညောင်မင်းကြီးတပင်တွေ့ကောတစ်ပင်ကြီးတပင်တွေ့ကောဒီတစ်ပင်အောင်မှာတော့ငါကတော့တောက်လာတာလေးနဲ့ငါဇိမ်ရစ်မယ်ဆိုပြီးတော့မှသူကဒီလိုလေးတွေးပြီးတော့မှသွားတဲ့အချိန်မှာမူးယူနဲ့လမ်းလျှောက်ပြီးသွားတဲ့ခါကျတော့ဒီလိုလေးမြောင်းလေးပေါ့လေမြောင်းတာလေးမြောင်းလေးကိုတခါတည်းသူမကြော်နိုင်မဲနဲ့မြောင်းလေးကိုဘုံဆိုပြုတ်ကြတော့ရင်ဘက်တွေရွှတ်နေစင်းရေတွေစင်းပြီးသူဖြစ်တဲ့ခါကျတော့အဲ့အချိန်မှာသူ့ရဲ့ကောင်းတဲ့အသည့်လေးတစ်ချက်ဝင်လိုက်တယ်။အော်ဒီမြောင်းကိုဒီလိုဖြတ်ကျော်သွားရင်ခလေးတွေလူကြီးတွေသွားရင်မကူးနိုင်မဲနေပါလိမ့်မယ်ဆိုပြီးတော့မှအနီးနားမှာတွေ့တဲ့ဝါလုံးလေးကိုသူကဝါချောင်းကလေးကိုသူကတခါတည်းဟိုဘက်ထိတ်နေဒီဘက်ထိတ်နေကိုတရားလေးလိုထိုးခဲ့ပြီးတော့မှ तू ကလုတ်ပေးခဲ့လိုက်တယ်သူရဲ့စိတ်တရားအဟုန်နဲ့ပေါ့နော်ကောင်းတဲ့စိတ်အဟုန်နဲ့ तू ကလုတ်ပေးခဲ့ပြီးတော့မှတစ်ပင်အောက်ကိုသွားတယ် तू ကအိတ်ပြီးတော့မှအိတ်နေလိုက်တယ်ပေါ့အိတ်ပျော်သွားတယ်ပေါ့အိတ်နေတဲ့အချိန်မှာတခါတည်းကိုရုပ်ကစိုးကနော်တစ်ပင်စောင်းနဲ့ကြီးကဝုန်းဆိုပေါ့တခါတည်းပေါ်လာပြီးတော့မှသူ့ရဲ့အာမှာဟာမင်းအောက်မှာရွှေအိုးတစ်လုံးတူးယူသွားဒီလိုဖြစ်တယ်ဒီလိုဒါသူရွှေအိုးသူဟုတ်လေလားမဟုတ်လေလားမသိဘူးအိမ်မက်ကနေနိုးတဝက်အိမ်မက်မှာရောင်းလဲဆိုပြီးတော့မှတခါတည်းကိုလေဟာ तू ကတူးလိုက်ကိုရွှေအိုးတစ်လုံးရလာတယ်ရွှေအိုးတစ်လုံးရတော့ပျော်ပြီးတော့မှပြန်တာပေါ့ရွှေအိုးရတယ်ဒီမဲ့တစ်ပင်အောင်ကရွှေအိုးရတယ်သူဒီလိုဖက်တာတစ်ပင်စောင်းနဲ့ကရုပ်ကစိုးရပေးလိုက်တယ်ဆိုတဲ့ခါကျတော့တခါတည်းကုသိုလ်ကောင်းမှုတွေအရင်လုပ်ပြီးတော့မှဘဝတစ်ခုလုံးမှာလေသူ့ရဲ့ဘဝတစ်ခုလုံးမှာမကောင်းတဲ့စိတ်ကိုမြူမုံမြတော့မှမရှိတဲ့လူကဒီတစ်ပင်အောင်ကိုရောက်သွားရောသူကလည်းအိတ်တာပေါ့သူကလည်းအိတ်တဲ့ခါကျတော့တခါတည်းသူကလည်းဒီတစ်ပင်အောင်မှာအိတ်ပြီးတော့မှနေတဲ့ခါကျဝုန်းဆိုတစ်ကိုင်းကြီးကကျိုးကြပြီးတော့မှသူခြေထောက်ပေါ်ကျပြီးတော့မှတစ်ကိုင်းကခြေထောက်ပေါ်ပြုတ်ကြပြီးခြေထောက်ကျိုးသွားတဲ့ခြေထောက်ကျိုးသွားတဲ့ခါကျတော့သူကစိတ်ဆိုးတာပေါ့နော်ကြည်စမ်းဟိုငမူတခုမှအကောင်းမှုကုသိုလ်မလုပ်ထားတဲ့အကောင်ကဒီတစ်ပင်အောင်မှာလာအိတ်တယ်ရွှေအိုးပေးလိုက်တယ်ရုပ်ကစိုးကကြည်စမ်းငါဘဝတစ်ခုလုံးမကောင်းတာဆိုလို့မြူမုံတမြုံမတောင်မှမလုတ်ခဲ့တဲ့ငါကဒီတစ်ပင်အရေးကိုလာခိုလုံပြီးအိတ်တယ်ငါကိုတစ်ကိုင်းကျိုးကြပြီးတော့မှခြေနောက်ကျိုးရတဲ့အဖြစ်ဒါဆိုရင်ငါဒီလောက်ကောင်းမှုကုသိုလ်တွေလုပ်ထားတာဘာလဲဆိုပြီးတော့မှ तू ပြုတ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေပေါ်မှာ तू ကတန်တရားဝင်တဲ့စိတ်ကိုဖြစ်တယ်တဲ့ယုံမားတန်တရားဖြစ်တဲ့ခါကျတော့ဟာဒါဆိုရင်တော့မဖြစ်ချေဘူးဆိုပြီးတော့မှတခါတည်းကိုရုပ်ကစိုးကကိုထင်ပြပြီးတော့မှအတင်လူသားမဟုတ်ပေဘူးအတင်လူသားနော်ဆိုတော့တင်ကလေအရင်ဘဝကလေဟိုကောင်းငမိုက်သားထက်တင်က10စားလောက်ပုံမိုက်တယ်ဒါကြောင့်မလို့အဲ့ဒီအာကုသိုလ်ကံအရာဆိုလို့ရှိရင်တင်ကဒီတစ်ပင်အောက်မှာသေရမှာတစ်ကိုင်းပြီပြီးတော့မှဒီဘဝမှာတင်ပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်မလို့ခြေထောက်ပဲကျိုးတာဟိုငမူးကတော့လေဘဝတုန်းကတခုသောဘဝမှာတင်အခုကောင်းခဲ့တာထက်သူကအများကြီးကောင်းတယ်သူတကယ်ရမှာရွှေအိုးက10လုံးဒီလိုမိုက်မဲဆိုးသွမ်းနေလို့ရွှေအိုးတစ်လုံးပဲရတာဆိုပြီးတော့မှဒီလိုပြောတယ်တဲ့နော်အဲ့တော့ကျမတို့တွေကဒီဘဝမှာပြုတ်တဲ့ကံတွေကိုပဲခံစားဆန်စားရတာမဟုတ်